ရားကြီးမြမအာဥဒ္ဒတိနဲ့သူရတိဘုဘောဘုံမငေါစသည်လှုပ်ထားကြတယ်ထားကြရတဲ့လောက်ရှားတယ်ဘုရားရဲ့ညာဘက်ကရှင်သာတိဗုဒ္ဓရာနဲ့ဧရရေယသမုဒ္ဒီကေပြောအကယ်ဒမီရမထေရ48ဘုရားရဲ့ဝဲဘက်ကရှင်မောက္ကလနဲ့အကယ်ဒမီဧရရေယမထေရ40ထားပါလိဘုရားကြီးမြင်တော့မဆဘူးဒါရီတော့မထားဘဲနဲ့မဟုတ်ကဟုတ်ကစာမရှိတွင်မရှိတာတွေရှောင်းပြီးတော့လှုပ်ချင်တယ်လှုပ်နေကြတာတွေကသာသနာတော်အတွက်ဘုန်းကြီးတို့နေလို့မရတာဝန်ရှိရင်တာဝန်သိရမှန်ရလားအေးဒါကြောင့်တာဝန်သိဆိုတာဘုန်းကြီးတို့ကပြောတာအခုလူတွေကဘာမှမဟုတ်ဘုရားတော်ရှင်ကံဘုရားမြင်းကံဘုရားမှာဒါရှိကလောင်းတော်ကြီးမြတ်တော်ထွက်တော့ရှင်ကြီးထွက်တယ်မြင်းကြီးထွက်တယ်ဆိုတဲ့သဘောအဲ့ဒါကုမဟုတ်ရှင်ကဘုရားကတကူကြီးတယ်ဆိုတော့ဘုရားကတကူမရှိဘူးရှင်ကတကူရှိတယ်မြင်းကဘုရားကတကူမရှိဘူးမြင်းကတကူရှိတယ်အေးအဲ့ဒါဘုရားကောင်းမောတရိစ္ဆာမွေတွေဘိန်းကျွေးပြီးတော့တည်နေကြတယ်အဲ့ဒါကြီးကသိပြီးတော့သာသနာတော်အတွက်နစ်နာတာမှန်ရလားလူနဲ့တရိစ္ဆာဘယ်သူကသာဟုတ်လို့လားထပ်ပြောတာဘယ်သူကသာဒါဖြင့်ဈေးဆိုင်မှာဘာလို့ဈေးကွက်ရုပ်ကြီးတွေချိတ်ထားပြောလေဈေးရောက်ကောင်းအောင်လို့ဆိုကိုယ့်ရဲ့ကုသိုလ်ကံဆိုတာမယုံမဲနဲ့တရိစ္ဆာန်ခေါင်းပေါ်တင်ထားဟောအခုတော့ပြောင်းသွားပြီဘာလဲပြိဿကြောင်ရုပ်တွေကိုဈေးခေါ်ရုပ်တယ်ကလေးတွေအုပ်ထုံးကျော်ပွေကြီးခွေးရုံနဲ့ဝက်ရုံအဲ့တော့မင်းတို့မြန်မာနိုင်ငံကတရိစ္ဆာန်ကိုးကွယ်ကြတာလားလို့မေးရင်ဘယ်လိုဖြေကြဘယ်လိုဖြေကြဒါကြောက်တော်ကြီးနားမှာဆင်မြူတော်ထားတာမပြောဘူးလို့မပြောသေးဘူးအေးအဲ့ဒါကြောင့်ဒုလောကလူသားတွေအကုန်လုံးခြာလဖတ်လဲကုန်မိဒါကြောင့်လေဒီဆရာတော်ကြီးကနတ်ကတော်ညာလည်းမြဘာကမတွေးမခေါ်ဖြစ်နိုင်မဖြစ်နိုင်ဟုတ်ဤမဟုတ်ဤမစင်စားဘူးမြောက်တင်းညခိုင်းစေသောကောင်းလုံးညောကျက်သားထာယီကအရက်ဆုံးသည်နရကုံကုကြစေသာကျက်ကောင်းလုံးညောနဲ့အရက်ပလင်းနတ်တင်တာဘယ်သွားငရဲကုံကူတာဘယ်သူကပြောလေဒီဆရာတော်ကြီးကပြောတာဖြူဆရာတော်တို့ပြောရဲပေါ့အေးကိုယ်ဝဲကြဘိုးဘိုးအောင်ရဲ့ခေါင်းထက်ခေါင်းတင်စားသူရတတိအဆောင်ထားလို့ဘုတော်ဘွားဆုံးစွာယနေ့တို့ဗုဒ္ဓဘာသာကြီးကဘိုးဘိုးအောင်ဘုံမင်းကောင်ကိုထွက်ရပေါက်ဆိုပြီးတော့ဘုရားရှင်မောတင်လို့တင်ကောင်းရင်ကန်ထားလို့ထားရွာတိမြို့တိထားလို့ထားဘုရားရီမင်းမောဥဒ္ဒတ်တင်နဲ့ထားလို့ထားသူဘာသူထွက်ပြီးရပေါက်မတ်တပေါက်ကြိုက်တယ်လို့ပါကိုနဲ့ပါဆိုင်တော့မင်းနေတဲ့ကိုနဲ့ပါဆိုင်တယ်မဖြေတဲ့လူတွေကရောက်ခမတော်လို့လားအေးအဲ့ဒါပဲအဲ့တော့သူ့တဲ့သူလူသွမ်းကောင်းဆိုတာလို့ဘုရားမဟောတော့ဒါပုံသိယူလို့မရလောကီနယ်ဘက်ကသူ့တဲ့အရှင်းမြင့်ခိုင်းနေအများကြီးရှိတယ်အဲ့တော့ဒီငါအောင်နဲ့ငါခေါင်ဆိုတဲ့အခေါင်2ယောက်ဟာခွေးတစ်ကောင်နွားတစ်ကောင်လို့သုံးတာတကောသေးသေးမိမိနဲ့နတ်မကလေးတွေဥဒ္ဒသောမလေးတွေနဲ့ကာမဂုဏ်ပျော်မြူးနေတယ်ဆိုတော့ကဲဘာကောင်းသေးတော့ဟောမဖြေတဲ့လူရောက်ခမတော်လို့ဘာကောင်းသေးတော့ဒါကြီးထွေးရပေါက်ထွေးရပေါက်တယ်ပြီးတော့သူရတတိအဆောင်ထားလို့ဒုပိဋကသုံးပုံမှာသူရတတိဆိုတဲ့စလုံးကိုရအောင်ရှာနိုင်ဘုန်းကြီးတို့ပြိတ္တာကြိုက်တာပြောရွှေလားငွေလားဒေါ်လာလားအားမရသေးရင်ဝတ်တောက်ကားတစ်စီးချက်ပေးဦးဒါမှပြတ်ရောဒုစရပင်မရှိတဲ့ဒီသူရတတိကိုတကားတဲ့ဘိဓကသုံးပုံသောမေတော်ကြီးဆိုပြီးတော့ဘုရားကတင်လို့တင်ခေါင်းရင်ကထားလို့ထားဘုရားရည်မြင်တော့ဥဒ္ဒကြီးတွေနဲ့ထားလို့ထားတကယ်တော့သူသည်တခြားဘာသာကလားအေးသူတို့ဘာသာမှာဗရမဏဗိရှ္ဏုရှိပါနတ်ကြီးသုံးပါးရှိအဲ့ဒါဒီသူရတတိဆိုတာသူပဲလက်ရှမီဆိုတာလည်းသူပဲပါရဝတိဆိုတာလည်းသူပဲတယောက်တည်းကနာမည်၃မျိုးခံပြီးတော့အဲ့ဒီနတ်ကြီး၃ပါးနဲ့အလဲလေကာမဂုဏ်ခံစားတယ်ဆိုဘာရဲ့ဗျမဖြေတဲ့လူကရောက်ခမတော်လို့လား
အဲ့ဒါပဲမရှိမဆိုင်တာတွေလည်းအကုန်လုံးရှောင်မကုန်ရပြီဒါကိုလည်းဒီဆရာတော်ကြီးကရင်တွင်မဆန့်လို့ကိုယ်ွယ်ကြဘိုးဘိုးအောင်ရဲ့ခေါင်ထက်ကောင်းတင်သာသူရတတိအဆောင်ထားလို့ဘိုးတော်ဘွားဆုံးစွာဘိုးတော်ရလည်းပေါ်မှာဘိုးတော်တန်းနဲ့ဘိုးတော်ကြောက်ခဲတဲ့ဘိုးတော်အုပ်ခဲတဲ့ဘိုးတော်တက်သားတဲ့ဘိုးတော်ဝက်ချမ်းတဲ့ဒါကုရတန်းကရက်သွားလို့မရရင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကအငြိမ့်ကြီးမင်းသမီးလေးကသုကမောတော်နာမင်းသမီးလည်းမောပြေအေးပိဋကလည်းဟရိယရွှင်စေဆိုပြီးတော့ဟေးမင်းသမီးလေးမချောဘူးလားချောတာပေါ့ဟေးငါမင်းသမီးလေးနဲ့တွေ့ရအောင်ကြံမဲကြပြကြရတဏ္ဍခါလေးခေါင်းမောင်းလေးနဲ့ကျွန်တော်ကတော့မင်းသားမင်းသမီးနဲ့တွေ့ရအောင်လုပ်တာဘာဖြစ်လို့လုပ်တာအဲ့တော့ဒုတိယလူရွှင်တော်ကလည်းဩဒီလိုကြီးလားသူလည်းတဏ္ဍခါလေးခေါင်းမောင်းလေးပေါ့ကျွန်တော်ကလည်းပဲမင်းသားဘာနဲ့တွေ့ရတတိယလူရွှင်တော်ကဩဒီလိုကြီးလားရပါတယ်သူလည်းကြပြားကြီးရတဏ္ဍခါလေးခေါင်းမောင်လေးနဲ့ကျွန်တော်ကလည်းပဲမင်းသားတော်အဲ့တော့နာမလေးလူရွှင်တော်ကရှင်းတော့ကတော့လူရွှင်တော်3ယောက်4ယောက်ခုကတော့5ယောက်6ယောက်လောက်ကင်စားကြမရှိနဲ့ဟုတ်လားဒီလိုလောက်စားနေရတာနော်ကိုင်တာအဲ့ဒါနဲ့ပြိဿကြီးနာမလေးလူကတော့ဇာခုံတော့ခြေလေးကိုအာရပါရရှိုက်ပြီးတော့နောက်လှည့်ကြည့်လိုက်မင်းတို့မင်းသားတွေကလည်းခွေးချီတဲ့ဘောသေးကွာအခုဘိုးတော်သားနဲ့ဘိုးတော်ကြောက်ခဲဘိုးတော်အုပ်ခဲဘိုးတော်သေသားဘိုးတော်ဝက်ချမ်းတယ်တော့ကြဘိုးတော်ခွေးချီများပေါ်ဦးမလားသင်များမြတ်ကုန်းပွဲပေါ်လမ်းလျှောက်ဘာသာရေးကမောက်ကမဖြစ်အောင်လုပ်တာဒီလူတွေအများစုပဲပြေတာအဲလူကိုကြောင်ရှင်းတို့မကိုယ်ွယ်ရကိုယ်ွယ်ခိုက်တတ်တယ်ဆိုတာတို့ဘရမျက်နှာဦးမဲ့တော့ခံနိုင်မှုဘုန်းကြီးတို့ဘယ်ဘယ်သူမှမကောင်းတာမလုပ်ဘူးမှန်ရလားအာကြီးဘုရားမှာတခါတည်းဇက်ပူပူလေးနဲ့ဂျာပဲဆောင်မှုတ်ကိုကျက်တည်ထားတဲ့ဒကိဏတာကအိမ်မောတင်နာကောင်းမမိမလာမှုတဲ့ဆိုတော့ဘုရားကိုကြီးညိုလို့ကိုယ်ဝဲတာမိခင်သောက်ခိုင်းတာတို့လူတွေတော့အပြည့်ပြည့်နဲ့နှာခေါင်းသွတ်ထက်ကုန်ပြီအေးအဲ့ဒါကြီးအကုန်ပါတယ်ဒါကြောင့်ကိုယ်ဝဲကြဘိုးဘိုးအောင်ရဲ့ခေါင်းထက်ကောင်းတင်စသူရတတိအဆောင်ထားလို့ဘိုးတော်ဘွားဆုံးစွာနှုတ်အမရွတ်ထားကြည့်တော့ကိသာမိတိတရဏတဗုဒ္ဓဘာသာကြီးဘုရားနှုတ်စွာမိတို့မတော်စွာမိတောင်းသူနှုတ်စွာပလုတ်ပလောင်းနဲ့ဘုရားကိုယ်ပိုက်ဘုရားကိုယ်ပိုက်သံဃာကိုယ်ပိုက်အိမ်မော်တက်ကြည့်တော့သူရာသတိဘုရားဘုမငေါရကန်းစင်တော်ရွှေကျော်ရွှေဘောကျွန်းတာမင်းညာဘာယတိကြိုက်ထီဆောင်ခေါမှုချုံအိမ်တွင်မင်းမာဂရီရင်ကမဲ့ဥရှင်ကြီးအတွင်39မေအမြင်39ဝင်းပုပ္ပမင်းကြီးတော်ပုပ္ပမေဝနာအာမေညာနံကရိုင်းအံကုံနောက်မေတော်ရှေ့မေတော်တောင်မေတော်မြောက်မေတော်အထက်မေတော်အဝီစီမေတော်ကိုယ်ွယ်မှုတွေခွက်ပေါက်ကုန်ပြီအဲ့ဒါယတ္တငါရပ်ဖို့တော်ပြီဒါကြောင့်ပြိဿရဲ့နှုတ်အာမယောထားကြည့်တော့ခိသာမိတိတရဏအပြောအလုတ်အဟုတ်မညီပါမိစ္ဆာသာမောင်မာလို့ကဲရပလင်ခြေကောင်လုံးရောဟလားဘိုးဘအောင်ဘုံမငါသူရသတိဘိုးတော်တွေကိုယ်ွယ်တာမိစ္ဆာဝါဒဘာဝါဒလဲအေးမိစ္ဆာသာမောင်မာလို့မြောက်စားရနေမျိုးစုံနေ့ရက်တွေကုန်တတိဆရာတော်ကြီးတက်တော်80ခန်းရှိသူပြန်တော်မူသွားတာနှစ်80ကျော်